ထိုင်းနိုင်ငံမှာကွယ်လွန်ဆုံးပါခဲ့တဲ့ဖြစ်စဉ်မှန်ကိုအခုလိုဝင်ပူပြီးပြောပြခဲ့တဲ့ AOD မှာတနာစရာကွယ်လွန်ခဲ့ရတဲ့ AOD မှာကတော့ဒီနေ့မှပဲနာရီအခမ်းအနားပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။တကယ်ချင်းမိတ်ဆွေတွေများစွာလည်းအင်မတန်ခံစားနေရပြီးတော့ AOD မရဲ့တရားမျှတမှုအတွက်တရားခံကိုဖော်ထုတ်ချင်နေကြပါတယ်။ယုံကြည်မှုတချို့အတိုင်းကွယ်လွန်သူ AOD မရဲ့ဝိညာဉ်လာပူပြီးတော့တရားခံကိုပြောပြဖို့အတွက်လည်းတကယ်ချင်းတွေကတောင်းဆိုနေကြတာပါ။ပုံမှန်တိုင်းဆိုရင်တော့ဒီလိုဝင်ပူပြီးပြောပြတဲ့ဖြစ်စဉ်တွေရှိခဲ့တာကြောင့် AOD မှာလည်းအဖြစ်မှန်တွေကိုပြောပြနိုင်ခြေရှိပါတယ်။ဒါပေမဲ့တကယ်ချင်းတွေကဘလောက်ပဲငိုယိုပြီးတော့တောင်းဆိုနေပါစေ AOD မှာကဝင်ရောက်ပူကပ်ပြီးတော့ပြောပြဖို့ခက်ခဲနေပါလေ။အကြောင်းရင်းကတော့တရားခံကဒီလိုကိစ္စတွေကိုကြိုတိခဲ့တဲ့အတွက်အခွင့်အရေးနဲ့အစီအစဉ်ခဲ့တာကြောင့်ပါ။ဒီနေ့တွေထဲမှာအလုံးတွေးမြင်နေရတဲ့အတိုင်းပဲ AOD မှာကိုပြန်တွေးခဲ့တဲ့အချိန်မှာမောက်ရသားလေးဖြစ်နေတာပါ။ဒါကတဘာဝလွန်ဖြစ်စဉ်အရာကြည့်မယ်ဆိုရင်ကွယ်လွန်ပြီးအချိန်မှာဝိညာဉ်ကမပူကနိုင်အောင်ကွယ်လွန်သူကိုမှောက်ထားခဲ့တာဖြစ်ပါတယ်။အသက်ကိုယူသွားခဲ့ရုံတမကအပြစ်မှန်တွေကိုပြောမပြနိုင်အောင်ဒီလိုပြုမှုထားခဲ့တာကအမတန်ကိုစိတ်မကောင်းစရာပါပဲ။ဒါကြောင့်မလို့အခုလိုကွယ်လွန်သွားခဲ့ပေမဲ့နောက်ွယ်ကအပြစ်မှန်တွေနဲ့တရားခံကို AOD မကလာမပြောနိုင်ခဲ့တာပါ။တရားခံဘယ်ဒီဘဝဆိုပြီးနာမည်နဲ့ဓာတ်ပုံလေးတွေတက်လွန်စားရတာကAOD မကဖုန်းကိုနှလုံးပွားပြီးတော့အသုံးပြုတာကြောင့်ပါဒါကြောင့်သူအသုံးပြုတဲ့ iPhone ကိုတော့တရားခံတွေကယူဆောင်သွားပြီးအိမ်မှာကြံနေခဲ့တဲ့နောက်ထပ်ဖုန်းတစ်လုံးထဲကနေတငယ်ချင်းတွေကပုတ်ထားတဲ့စာတွေကိုတွေ့ခဲ့တာဖြစ်ပါတယ်စာထဲမှာတီဟာဆိုဒီကောင်လေးရဲ့ရှိန်ဆိုထားမှုကိုသွားတွေ့ခဲ့တာဖြစ်ပြီးအဒီနောက်မှာတော့အခုလိုမျိုးဖြစ်သွားရတဲ့အတွက်တီဟာကိုအဓိကထားပြီးတော့ရှာဖွေနေပါတယ်ဒါပေမဲ့တရားခံကတယောက်တည်းတော့လုံးဝမဟုတ်နိုင်ပါဘူးတီဟာရဲ့ရုပ်ရည်အနေထားကလည်းဒီလိုကိစ္စကြီးကိုတယောက်တည်းလုံးနိုင်စရာမရှိတာကြောင့်နောက်ွယ်မှာဘယ်သူရှိနေတယ်လဲဆိုတာဒီလိုရှာဖွေစစ်ဆေးရမှာပါလက်ရှိမှာတော့မိသားစုဝင်တငယ်ချင်းတွေက AOD မရဲ့အနာရေးကိစ္စကိုစီစဉ်နေပြီးတော့ထိုင်းနိုင်ငံကတာဝန်ရှိတဲ့ရဲတွေကလည်းမဲဆောက်မြို့တော်မှာတရားခံကိုရှာဖွေနေတယ်လို့သိရပါတယ်တချို့သတင်းတွေမှာပြောပြချက်အရထိုင်းရဲအဖွဲ့တွေကတရားခံတယောက်ကိုတော့ဖမ်းမိထားပြီလို့ပြောကြပါတယ်အကုန်လုံးပါဝင်သူ၄ယောက်ရှိပြီးတော့အကြံတဲ့သူတွေကိုလည်းဆက်လက်ရှာဖွေနေတယ်လို့သတင်းတချို့မှာဖော်ပြထားတာကိုတွေ့ရပါတယ်။ဒါပေမဲ့ဘယ်သူဆိုတာဖော်ထုတ်ခြင်းလည်းမရှိသေးတာကြောင့်တရားဝင်ထုတ်ပြန်ကြေညာချက်ကိုစောင့်ကြည့်ရအောင်ပါ။အရန်ကိုစိတ်တဘောကောင်းပြီးတော့ပျော်ပျော်ရွှင်ရွှင်နေထိုင်ကအလုပ်တွေစူးစမ်းနေတဲ့ AOD မလိုလူငယ်လေးတယောက်ကိုလောကကြီးကလည်းပြမထားတော့ပါဘူး။ကံအကြောင်းတွေကြောင့်အခုလိုဖြစ်ခဲ့ရပေမဲ့နောက်ွယ်ကသူတွေကိုအမြန်ဆုံးဖော်ထုတ်ပြီးတော့ထိုက်တန်တဲ့အရေးယူမှုတွေပြုလုပ်နိုင်မယ်လို့အားလုံးကမျှော်လင့်နေကြပါတယ်။ငယ်ချင်းတွေကလည်းအရန်ခံစားနေရတာကြောင့်ဒီလိုထဲကတယောက်ကိုလာပူးပြီးတော့အဖြစ်မှန်တွေကိုပြောပြဖို့အတွက်ဝမ်းနဲ့စွာနဲ့တောင်းဆိုနေကြပါတယ်။ဆရာဖြစ်သူအောင်ချမ်းအေးဆိုရင်သမီးလေးလိုရှိရတဲ့ AOD မကိုအရန်လွှမ်းနေပြီးပို့ပြီးတော့ဂရုစိုက်ပေးခဲ့တင်တာလို့နှောင်တရစွာပြောနေပါတယ်။ AOD မကပုံမှန်ဖြစ်တည်မှုလေးနဲ့နေထိုင်ခဲ့တာမဟုတ်ပေမဲ့ကိုဘွားကိုအကောင်းဆုံးစူးစမ်းပြီးတော့အားလုံးကိုလည်းဟာတတွေနဲ့ရေမောပျော်ရွှင်စေခဲ့သူပါ။ဒါကြောင့်တငယ်ချင်းတွေပြောသလိုဝင်ပူးပြီးတော့တေခံကိုပြောတာပဲဖြစ်ဖြစ်တဲလုံစားတွေအရာဖမ်းမိတာပဲဖြစ်ဖြစ်အမြန်ဆုံးအရေးယူအပြစ်ပေးနိုင်ဖို့မျှော်လင့်ရပါတယ်။ AOD မှာအသက်ပေးချက်တွေအားလုံးကလည်းတနိုင်သမျှကူညီပြီးတော့ဆူတောင်းပေးခဲ့ကြပါအောင်နော်။ကြည့်ရှုပေးတဲ့အတွက်ဗိတ္တများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။